ရွာငယ်လေးတစ်ရွာမှာတင်ကီလို့ခေါ်တဲ့မြင်းနွားတစ်ကောင်နေထိုင်ခဲ့ပါတယ်။တင်ကီကနေတိုင်းစူးစမ်းအလုပ်လုပ်ပေမဲ့လယ်သမားနဲ့အခြားတိရစ္ဆာန်တွေကသူ့ကိုမသတိထားကြပါဘူး။အခြားတိရစ္ဆာန်တွေကိုတော့ချီးကျူးကြပြီးအစားအစာတွေပေးကြတော့လဲတင်ကီကိုတော့မလေးစားကြပါဘူး။အမြဲတမ်းလှောင်ပြောင်ခံနေရလို့စိတ်နာပြီးဝမ်းနည်းလာတဲ့တင်ကီကနေရာကိုထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။တောအုပ်ထဲကိုရှောက်သွားရင်းအံ့ဩစရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကတော့ခြင်္သေ့အရေတစ်ခုဖြစ်ပါတယ်။တင်ကီအဲ့ဒီအရေကိုဝစ်လိုက်တဲ့အခါတောထဲရှိတိရစ္ဆာန်အားလုံးကသူ့ကိုခြင်္သေ့အစ်စ်လို့ထင်သွားကြပါတယ်။အားလုံးကကြောက်လန့်ပြီးတင်ကီကိုဘယင်အဖြစ်လက်ခံကြပါတယ်။ဘဝတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်တင်ကီဟာလေးစားမှုကိုခံစားရပါတယ်။ဘယင်အစ်စ်ကိုကြိုဆိုဖို့တိရစ္ဆာန်တွေကပွဲတော်တစ်ခုကျင်းပကြပါတယ်။ပွဲတော်အတွင်းမှာတင်ကီကိုခြင်္သေ့လိုအော်ပြပါလို့တောင်းဆိုကြပါတယ်။တင်ကီစူးစမ်းအော်လိုက်ပေမဲ့ခြင်္သေ့အတန်မထွက်ပဲမြင်းနွားရဲ့အတန်ပဲထွက်လာပါတယ်။အမှန်တရားပေါ်ပေါက်သွားပါတယ်။တောထဲမှာရုတ်ရုတ်ရဲရဲဖြစ်သွားပေမဲ့တင်ကီရဲ့ဝမ်းနည်းနေတဲ့မျက်နှာကိုမြင်တော့တိရစ္ဆာန်တွေကနားလည်သွားကြပါတယ်။သူတို့ကပြောကြပါတယ်။မင်းကကိုယ်တိုင်ဖြစ်နေတာနဲ့ပဲလုံလောက်ပါတယ်။မင်းကိုယ်တိုင်လည်းအထူးတန်ဖိုးရှိပါတယ်။တင်ကီလေယာကိုပြန်သွားပါတယ်။ဒီတစ်ခါတော့လယ်သမားနဲ့အခြားတိရစ္ဆာန်တွေကတင်ကီရဲ့စူးစမ်းမှုကိုသတိထားလာပြီးလေးစားမှုနဲ့ဆက်ဆံကြပါတယ်။တင်ကီလည်းစိတ်ချမ်းသာလာခဲ့ပါတယ်။ပုံမြင်နှစ်ချုပ်မို့တော့လေးစားမှုရဖို့သူတစ်ပါးလိုမပြုလုပ်ဖို့မလိုပါဘူး။ကိုယ်တိုင်ဖြစ်နေတာနဲ့တမာတမတ်နဲ့ကျင်နာမှုရှိရင်အဲ့ဒါပဲလုံလောက်ပါတယ်